問題なましせてが認知症の発症リスクを減低させる行動に関する好きな基準のうち最も適切なものを一つ選びなさい。認知症ဖြစ်ပွားမှုကိုလျှော့ချဖို့အတွက်လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အောက်မှာပေးထားတဲ့တွေကတင့်တော်တဲ့အဖြစ်တစ်ခုကိုရွေးချယ်ပါတဲ့နံပါတ်1ကကို認知症薬を服用する認知症ဆေးတွေကိုအသုံးပြုမယ်ပေါ့နော်အဲ့ဒါမှားတယ်ပေါ့နော်ဘာလို့လဲဆိုတော့認知症薬တွေက認知症ဖြစ်မှတောက်လို့ရတာပေါ့နော်မဖြစ်ခင်ဖြစ်ပွားမှုကိုလျှော့ချဖို့အတွက်သုံးလို့မရဘူးပေါ့နော်အဲ့ကြောင့်မလို့နံပါတ်1ကမှားတယ်နံပါတ်2ကဆွေးမင်းကြီးကံကိုဟဲရစုအဲ့ချိန်ကိုလျှော့ချမယ်ပေါ့နော်အဲ့ချိန်ကိုလျှော့ချလို့ဆိုရင်အုံနောက်အတွက်မကောင်းဘူးပေါ့နော်အကြံပို့ပြီးတော့認知症အောင်ဖြစ်စေတယ်အဲ့ကြောင့်မလို့နံပါတ်2ကလည်းမှားတယ်နံပါတ်3ကရှူတန်းတဲ့နော်ခိုးလျူကဆုတိုနီဆန်ကဆုတို့အဖွဲလိုက်လှုပ်ရှားမှုတွေမှာပါဝင်ဆင်နေမယ်ပေါ့နော်အဖြစ်မှန်ကနံပါတ်3ပေါ့နော်ဘာလို့လဲဆိုတော့နင်းကျူရှောမဖြစ်အောင်လို့လူတွေနဲ့ communication တွေလုပ်ရမယ်ပြီးရင်ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ပေးရတယ်ပေါ့နော်အကြောင်းမလို့အဖြစ်မှန်ကနံပါတ်3နံပါတ်4ကအွန်တိုးနော်ခိကန်ဝဲတာစုလှုပ်ရှားမှုတွေကိုရှော့ချမယ်ပေါ့နော်အဲ့ဒါလည်းအကြောင်းမှားတယ်အမှန်ကနင်းကျူရှောကအမြဲတမ်းလှုပ်ရှားမှုတွေလုပ်ပေးရမယ်ပေါ့နော်နံပါတ်5ကဟိုးဝါရှိဖို့ဆောင်အိုးခုဖူခုမှုချက်ကူကြီးကိုခိုကိုတို့ကခဲတို့တိရစ္ဆာန်အဆီတွေအများကြီးပါဝင်နေတဲ့အစားအစာတွေကိုစားဖို့တတိပြုရမယ်ပေါ့နော်အဆီတွေအများကြီးပါဝင်တဲ့အစားအစာတွေစားလို့ဆိုရင်အုံနောက်သွေးကြောပိတ်ပြီးတော့ပိုးပြီးတော့တောင်မှခက်ခန်းစင်းနေကြည့်ရှောဖြစ်စေတယ်ပေါ့နော်အကြောင်းမလို့နံပါတ်5ကလည်းမှားတယ်အကြောင်းမလို့အဖြစ်မှန်ကနံပါတ်3ပေါ့နော်問題なましせねが高認知症薬に関する好きな基準のうち正しいものを一つ選びなさい。認知症ဆေးတွေနဲ့ပတ်သက်တဲ့အောက်မှာပေးထားတဲ့တွေကဖြစ်မှန်တစ်ခုကိုရွေးချယ်ပါတဲ့။နံပါတ်1ဂျခုနန်စေအတုဆဟိုင်မာကတာ認知症には効果ができない。လူငယ်တွေမှာဖြစ်တဲ့認知症မှာဆိုရင်ဒီ認知症薬တွေကခိုးကမရှိဘူးဆိုတာမှားတယ်ပေါ့နော်။認知症薬ကလူငယ်တွေမှာပဲဖြစ်ဖြစ်လူကြီးတွေမှာပဲဖြစ်ဖြစ်認知症ဖြစ်တဲ့လူတိုင်းကိုခိုးကရှိတယ်ပေါ့နော်။နံပါတ်2ကခိုးတိုနော်အတုဆဟိုင်မာကတာ認知症には効果がない。ပို့ပြီးတော့မြင်းနဲ့အာရုံဟိုင်မာနင်းကြည့်ချော်ဒီမှာဆိုရင်လေတဲ့ခိုးကမရှိဘူးဆိုတာမှားတယ်ပေါ့နော်ပို့ပြီးတော့မြင်းနဲ့နင်းကြည့်ချော်ဒီအတွက်ဆိုရင်သူ့အတွက်တက်တက်ထုတ်ထားတဲ့ဆေးတွေတက်တက်ရှိတယ်ပေါ့နော်နင်းကြည့်ချော်ဆေးတွေအဲကြောင့်မလို့နံပါတ်2ကလည်းမှားတယ်နံပါတ်3ကရေဘီရှော့တိုင်းကတာနင်းကြည့်ချော်နီဝါခိုးကနိုင်နင်းကြည့်ချော်ဆိုရင်ဘယ်နင်းကြည့်ချော်ဖြစ်ဖြစ်ပေါ့နော်သူကနင်းကြည့်ချော်ဆေးတောက်မယ်ဆိုရင်သူ့ရဲ့ခိုးကတော့ရှိတယ်ပေါ့နော်နံပါတ်3ကလည်းမှားတယ်နံပါတ်4ကရှောကြောနော်ရှင်ကိုခန်းစန်းနေထုံးမဲ့သူခို့တော့ဝဒေခိနိုင်ယောဂလက္ခဏာတွေရဲ့တိုးတက်မှုတွေကိုတဲ့လုံးဝတားဆီးလို့မရဘူးလုံးဝပျောက်သွားအောင်လို့တော့တားဆီးလို့မရအောင်ဆိုတာမှန်တယ်ပေါ့နော်နင်းကြည့်ရှောစီတွေကနင်းကြည့်ရှောကိုအခုလာဆဲပဲလုပ်လို့ရတာပေါ့နော်အကုန်လုံးပျောက်ကွင်းအောင်တော့ကုသလို့မရဘူးပေါ့နော်အဲကြောင့်မလို့အဖြစ်မှန်ကနံပါတ်4နံပါတ်5ကဖုကုဆုနော်ခိုးနင်းကြည့်ရှောရောက်ခုနော်ဟေယောဝမီတိုမဲရာတဲ့တေအီနိုင်ဆိုတာကနင်းကြည့်ရှောစီတက်ခုထပ်ပို့ပြီးတော့တုံးပြလို့မရဘူးဆိုရေးထားပါတော့အဲ့ဒါမှားတယ်ပေါ့နော်နင်းချီရှောမှာဆိုရင်ဆေးရ2မျိုးရှိပြီးတော့အဲ့နှစ်ခုကိုတွဲပြီးတော့တောက်လို့လည်းရတယ်ပေါ့နော်အကြောင်းမလို့အဖြစ်မှန်ကနံပါတ်4ပေါ့နော်